ယောဘဝတ္ထုခန်းကြီး1အပိုင်ငယ်8ထာဝရဘုရားကလည်းငါကျွန်ယောဘကိုဆင်ခြင်ပြီလောမြေကြီးပေါ်မှာသူနှင့်တူသောသူတယောက်မျှမရှိစုံလင်ဖြောက်မှတ်ပေ၏ဘုရားသခင်ကိုကြောက်ရွံ့သောသူမကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်ဟုစာတန်အားမိန့်တော်မူ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ဘုရားသခင်ကစာတန်ရှေ့မှာယောဘကိုတတ်သိခံခြင်းဖြစ်ပါတယ်ယောဘရဲ့အသက်တာကတဲ့မြေကြီးပေါ်မှာသူနဲ့တူတဲ့သူတယောက်မှမရှိဘူးစုံလင်ဖြောက်မှတ်တယ်လို့ဘုရားကတတ်သိခံပါတယ်ဘုရားကယောဘရဲ့အကြောင်းကိုပြောတဲ့အခါမှာယောဘကမြေကြီးပေါ်မှာသူနဲ့တူတဲ့သူမရှိဘူးအခြားသူတွေထက်ချမ်းသာတယ်အခြားသူတွေထက်ကြွယ်ဝတယ်အခြားသောသူတွေထက်သိုးတွေနွားတွေကျွန်တွေတိရစ္ဆာန်တွေများပြားတယ်လို့ဘုရားကမပြောပါဘူးယောဘအကြောင်းကိုဘုရားတတ်သိခံတဲ့အခါမှာယောဘသည်စုံလင်ဖြောက်မှတ်တော်သူဖြစ်တယ်လို့ဘုရားကတတ်သိခံပါတယ်။ဒါကြောင့်မို့ကျွန်တော်ဘုရားသားသမီးဆိုတာကလောကီသားထပ်ပို့ပြီးတော့ချမ်းသာရမယ်။လောကီသားကဒီအင်ကြီးဝင်ဒီထက်ကောင်းတဲ့အင်ကြီးဝင်နိုင်ရမယ်။လောကီသားကအိမ်တစ်လုံးပိုင်ကျွန်တော်ကအိမ်၄၅၆လုံးပိုင်ရမယ်။လောကီသားကဒီလိုကားစီးကျွန်တော်ဒီထက်ကောင်းတဲ့ကားစီးနိုင်ရမယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့တတ်သိကမှားပြီမိတ်ဆွေ။ဘုရားသားသမီးရဲ့တတ်သိဖျားသားသမီးဆိုတာကဖျားရဲ့သဘောနဲ့အသက်ရှင်တော်သူအသက်ရှင်ခြင်းလက္ခဏာမှာဖျားရဲ့သဘောတွေဖျားရဲ့တဘာဝတွေပေါ်ထွက်နေတော်သူကသာလေဖျားသားသမီးမှန်ပါတယ်ဖျားသခင်ကကျွန်တော်တို့ရဲ့အကြောင်းကိုပြောတဲ့အခါမှာဘလောက်ချမ်းသာတယ်သူများထက်ဘလောက်ပြီးတော့အောင်မြင်တယ်သူများထက်ဘလောက်စည်းစိမ်ရှိတယ်လို့ဖျားကမပြောပါဘူးယောဘအကြောင်းကိုပြောတဲ့အခါမှာယောဘရဲ့အသက်ရှင်ခြင်းလက္ခဏာဖြစ်တဲ့စုံလင်ဖြောက်မှတ်တယ်ဆိုတဲ့အရာကိုဖော်ပြပါတယ်အဲ့ဒီစုံလင်ဖြောက်မှတ်ခြင်းဆိုတာကဖျားရဲ့တဘာဝဖြစ်တယ်။ယောဘကမြေကြီးပေါ်မှာရှိပေမဲ့မြေကြီးသားလို့အသက်မရှင်ဘူး။လောကသားလို့အသက်မရှင်ဘူး။မြေကြီးပေါ်မှာရှိတဲ့အရာတွေကိုဆွဲလန်းပြီးတော့အသက်မရှင်ဘူး။ယောဘကမြေကြီးပေါ်မှာရှိပေမဲ့ဖျားရဲ့အသက်ဖျားရဲ့တဘာဝနဲ့ဖျားရဲ့သဘောနဲ့အသက်ရှင်ကြောင်းကိုဖျားကတတ်သိထူထားပါတယ်။စာတန်ကဘာပြန်ပြောလဲဆိုတော့စာတန်ကလည်းယောဘသည်အကျိုးမရပဲဖျားဝတ်ကိုပြုသလိုကိုတော်ကလည်းယောဘအကြောင်းကိုပြောတဲ့အခါမှာယောဘဖျားကိုဝတ်ပြုမှာပေါ့အကျိုးရနေတာကိုအကျိုးမရဘဲနဲ့ဖျားဝတ်ကိုပြုပါမလားစာတန်ကယောဘရဲ့အကြောင်းကိုပြောတဲ့အခါမှာယောဘကဘယ်လောက်ထိချမ်းသာလဲယောဘကဘယ်လောက်ထိတိုးတွေနွားတွေရှိတယ်ယောဘကဘယ်လောက်ထိကြွယ်ဝလဲဆိုတဲ့အရာကိုသူကပြောပါတယ်ဒါတွေရနေလို့ကိုတော်ကကွယ်ကာထားလို့ကောင်းကြီးပေးနေလို့ဖျားကိုကူးကွယ်တာပါဆိုပြီးတော့စာတန်ကပြောပါတယ်စာတန်မြင်တဲ့အမြင်မှာလူတွေဖျားကိုကိုးကွယ်တဲ့အခါမှာအကျိုးရလို့ကိုးကွယ်တဲ့သူကြီးပဲကောင်းကြီးမရဘဲနဲ့ဖျားကိုကိုးကွယ်တဲ့သူတယောက်မှမရှိဘူးဒါပေမဲ့စာတန်အထင်နဲ့မြင်မှားသွားတယ်အဲ့ဒီတခြားသောသူတွေကအကျိုးရလို့ကိုးကွယ်တာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီထဲမှာယောဘမပါဘူးယောဘကအကျိုးရလို့ဖျားကိုကိုးကွယ်တာမျိုးမဟုတ်ပါဘူးဖျားသခင်ကစာတန်ကိုခွင့်ပြုခိုင်းလိုက်တဲ့အခါမှာစာတန်ကိုအခွင့်ပေးလိုက်တဲ့အခါမှာစာတန်ကအကုန်စုံစမ်းတယ်ယောဘရဲ့စီးစိမ်ဥစ္စာတွေကိုသူဖျက်ဆီးပလိုက်တယ်ယောဘရဲ့သားသမီးတွေကိုလည်းသူသေအောင်တပ်ပလိုက်တယ်ဒါကြောင့်မို့ဖျားရဲ့ကွယ်ကာခြင်းအခွင့်ကိုဖျားအခွင့်ပေးလိုက်တဲ့အခါမှာစာတန်ကိုစုံစမ်းခွင့်ပေးလိုက်တဲ့အခါမှာစာတန်ကအကုန်လုံးကုန်အောင်စုံစမ်းပါတယ်ယောဘဘာမှမရှိတော့သားသမီးတွေလည်းသေဆုံးသွားပြီတို့ရတွင်ယောဘသည်အခြေအနေတွေဘလို့ပဲပြောင်းသွားတခုခုရနေလို့ဖျားကိုကိုးကွယ်တာမျိုးမဟုတ်ဘဲနဲ့သစ္စာနဲ့ဖျားကိုကိုးကွယ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာဖျားကဒုတိယအကြိမ်ပြန်ပြီးတော့တတ်သိခံပါတယ်ယောဘဝတ္ထုအခန်းကြီး2အပိုင်ငယ်3ပါထာဝရဘုရားကလည်းငါကျွန်ယောဘကိုဆင်ခြင်မိပြီလောမြေကြီးပေါ်မှာသူနှင့်တူသောသူတယောက်မှမရှိစုံလင်ဖြောက်မှတ်ပေ၏အစပထမတုန်းကလည်းယောဘကြွယ်ဝတဲ့အချိန်မှာစာတန်လာပြီးတော့စုံစမ်းဖို့ပြောတဲ့အခါမှာစာတန်ရှေ့မှာဘုရားကတတ်သိခံတဲ့အခါမှာဒီစကားလုံးမဲ့သုံးပါတယ်မြေကြီးပေါ်မှာသူနဲ့တူတဲ့သူတယောက်မှမရှိဘူးအခြားသောသူတွေကငါ့ကိုကိုးကွယ်တဲ့အခါမှာတခုခုရလိုတဲ့စိတ်နဲ့ကိုးကွယ်တာဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့အဲ့ဒီအထဲမှာယောဘမပါဘူး။မြေကြီးပေါ်မှာသူနဲ့တူတဲ့သူတယောက်မှမရှိဘူး။စုံလင်ဖြောက်မှတ်တယ်လို့ယောဘကိုစာတန်စုံစမ်းပြီးတဲ့အခါမှာလည်းဘုရားကဒီစကားပဲထပ်ပြောပါတယ်။ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်တယ်။မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်တယ်။အကြောင်းမရှိဘဲသူ့ကိုပျက်စီးစေခြင်းကသင်သည်ငါ့ကိုတိုက်တွန်းတော်လဲသူသည်ဖြောက်မှတ်သောသဘောကိုဆွဲလန်းလျက်နေသည်ဟုစာတန်အားမိန့်တော်မူ၏စာတန်မင်းကအကြောင်းမရှိဘဲနဲ့စုံစမ်းဖို့ယောဘကြီးကိုတိုက်တွန်းတဲ့အခါမှာ
ယောဘကိုစုံစမ်းဖို့ပြောတဲ့အခါမှာငါခွင့်ပေးလိုက်ရတာဒါပေမဲ့ယောဘကစီးစိမ်ဥစ္စာတွေရှိတုန်းကလည်းဖျားကိုကိုးကွယ်တယ်ဖြောင့်မတ်သောသဘောနဲ့ဖျားရဲ့သဘောနဲ့အသက်ရှင်တယ်အခုလည်းဖြောင့်မတ်သောသဘောကိုစွဲလန်းလျက်နေသေးတယ်လို့စာတန်ကိုဖျားကပြန်ပြီးတော့ယောဘရဲ့အကြောင်းသက်သေခံပါတယ်ယောဘကဖြောင့်မတ်ခြင်းသဘောကိုစွဲလန်းနေတယ်ဒါဖျားရဲ့သဘောဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မြေကြီးပေါ်မှာဖြောင့်မတ်တော်သူမရှိတယောက်မှမရှိဖြောင့်မတ်ခြင်းသဘောကဖျားရဲ့သဘောဖြစ်တယ်ဖျားရဲ့အသက်ကိုရမှဖျားကိုရမှလူကအဲ့ဒီဖြောင့်မတ်သောသဘောနဲ့အသက်ရှင်နိုင်တာဖြစ်တယ်ဒါကြောင့်ချစ်တော်စီတိုင်းဖျားသားသမီးဆိုတာကအဲ့ဒီဖျားရဲ့အသက်ဖျားရဲ့တဘာဝဖြောင့်မတ်သောသဘောနဲ့အသက်ရှင်သောသူကိုဖျားသားသမီးလို့ဆိုရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့သင်ရဖျားသားသမီးသခင်ခရစ်တော်ဖျားကိုယုံကြည်တော်သူဆိုရင်ဖျားရဲ့အသက်နဲ့ဖျားရဲ့တဘာဝနဲ့ဖြောင့်မတ်သောသဘောနဲ့အသက်ရှင်တော်သူဖြစ်ပါသည်ဖျားကအဲ့ဒီအရာကိုပဲကြွားတာဖြစ်တယ်စာတန်ရှိမှယောဘကိုဖျားသခင်ကြွားတဲ့ခါမှာယောဘကိုဖျားသခင်ပွဲထုတ်တဲ့ခါမှာယောဘဘလောက်ချမ်းသာလဲယောဘဘလောက်အောင်မြင်လဲယောဘဘလောက်စီးစိမ်ရှိတယ်ဆိုတော့ဖျားတခေါမှမပြောပါဘူးဖျားသခင်ကယောဘရဲ့အကြောင်းကိုပြောတဲ့ခါမှာယောဘရဲ့ဖြောင့်မတ်ခြင်းသဘောကိုစွဲလန်းတဲ့အကြောင်းကိုပဲပြောပါတယ်စာတန်ကဖျားသခင်စီမှာအခွင့်တောင်းပြီးတော့ယောဘကိုဒုတိယအကြိမ်သူ့ရဲ့ကိုယ်ခန္ဓာမှာအနာရောဂါတွေဖြစ်စေပြီးတော့ယောဘကိုစုံစမ်းတဲ့အခါမှာယောဘကဖြောင့်မတ်ခြင်းတရားကိုဆက်ပြီးတော့ဆွဲလန်းသေးတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။အခြေအနေတွေဘလို့ပဲပြောင်းဖခင်ရဲ့သဘောဖခင်ရဲ့အသက်နဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းပြီးတော့အသက်ရှင်တော်သူယောဘဖြစ်တယ်။ဒါကြောင့်ဖခင်သခင်ကအဆုံးသတ်မှာယောဘကိုနှစ်ဆသောကောင်းကြီးမင်္ဂလာပေးပြီးတော့သူ့ရဲ့ဇာတ်လမ်းကိုအဆုံးသတ်စေခဲ့တယ်။အဲကြောင့်မို့ချစ်တော်ညစီတိုင်းယောဘဝတ္ထုကိုဖခင်သခင်ပြောတဲ့အခါမှာယောဘအကြောင်းကိုဖခင်သခင်ပြောတဲ့အခါမှာအဓိကဘာအကြောင်းကိုပြောလဲဆိုရင်တော့ယောဘရဲ့စုံလင်ဖြောင့်မတ်ခြင်းအကြောင်းကိုဖော်ပြပါတယ်ယောဘကချမ်းသာတဲ့ချိန်မှာလည်းဖခင်သခင်ကိုကိုးကွယ်တယ်စုံလင်ဖြောင့်မတ်စွာအသက်ရှင်တယ်ဖခင်သဘောနဲ့အသက်ရှင်တယ်ဖခင်သဘောကိုဆွဲလန်းတယ်စီးစိမ်ဥစ္စာတွေမရှိတော့ဘူးယောဂါတွေနဲ့ခန္ဓာကိုယ်မှာဒုက္ခခက်ခဲတွေဖြစ်လာတဲ့အခါမှာလည်းဖခင်ကိုပဲဆက်ကိုးကွယ်ပြီးတော့ဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းတယ်ဖြောင့်မတ်စွာဆက်အသက်ရှင်တယ်ဖခင်သဘောနဲ့အသက်ရှင်တယ်ဆိုတာတွေ့ရပါတယ်နောက်ဆုံးနှစ်ဆသောကောင်းကြီးမင်္ဂလာခံစားတဲ့အခါမှာလည်းဖခင်သဘောနဲ့ပဲဆက်အသက်ရှင်တယ်ဒါကြောင့်မို့ယောဘဝတ္ထုတစ်ခုလုံးမှာယောဘအကြောင်းကိုဖခင်ပြောတဲ့အခါမှာယောဘသည်မြေကြီးသားအပေါင်းတို့ထက်ပိုချမ်းသာတယ်ယောဘသည်မြေကြီးသားအပေါင်းတို့ထက်ပိုအောင်မြင်တယ်ယောဘသည်မြေကြီးသားအပေါင်းတို့ထက်ပိုပြီးတော့ကြွယ်ဝချမ်းသာတယ်ဆိုတာကိုဖခင်မပြောပါဘူးယောဘအကြောင်းကိုဖခင်ပြောတဲ့အခါမှာယောဘသည်မြေကြီးပေါ်မှာရှိတော်သူတယောက်နဲ့မှမတူဘူးစုံလင်ဖြောင့်မတ်တယ်ဖခင်ရဲ့ဖြောင့်မတ်ခြင်းဖခင်ရဲ့အသက်ဖခင်ရဲ့သဘောတိုင်းအသက်ရှင်တယ်ဆိုတဲ့အကြောင်းကိုဖခင်ကဖော်ပြခဲ့ပါတယ်။ဒါကြောင့်မို့ဖခင်သခင်ကသင်နဲ့ကျွန်တော်အကြောင်းကိုဖော်ပြတဲ့အခါမှာလောကသားထက်ဘလောက်တာတယ်လောကသားထက်ဘလောက်ချမ်းသာတယ်လောကသားထက်ဘလောက်အောင်မြင်တယ်ဆိုတဲ့အကြောင်းကိုဖခင်ကပြောမှာမဟုတ်ပါဘူး။ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဖခင်သခင်နှစ်သက်တော်မူသောလက္ခဏာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းလက္ခဏာကိုဖခင်ကဖော်ပြမှာဖြစ်ပါတယ်။ဒါကြောင့်မိမိကိုယ်ခန္ဓာကိုဖခင်သခင်ကိုဆက်ကပ်ပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းလက္ခဏာသည်ဖခင်ရဲ့အသက်နဲ့ရှင်တော်သူဖခင်ရဲ့တဘာဝဖခင်ရဲ့ဖြောင့်မတ်ခြင်းသဘောကိုဆွဲလန်းပြီးတော့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းသည်မြေကြီးပေါ်မှာရှိတော်သူတယောက်နဲ့မှမတူဘဲနဲ့ဖခင်သားသမီးကဲ့သို့အသက်ရှင်ခြင်းအပြင်ဖခင်ရဲ့ဘုန်းလင်းကိုထင်ရှားတော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ